Hello everyone, welcome to Twistary Corner. Ngure a Bangla Noega Twistary Corner Motore. The name of Pyokia Dome Danga do 10 commons now. Now Nima Miason a Tompu Niza, Lure Miazi Tompu Niza. Now say low and down whoop your pia with Mama, to roll ye at 10 20 net rope, lumio, send lima, don't you lo yamly so that go, a symbol in it, the Italian yam with Mama. Okay, Panama the longa jaro, pen make your body. Pen, is a more jaro. I have a pen. Yama, bobbing, pen so that bobbing pounding of your I have a pen. ငါမှာဘောပင်တစ်ချောင်းရှိတာကိုပြောတာပါကိုမှာရှိတယ်ဆိုရင် I have a pen အဲ့လိုမျိုးပြောလို့ရပါတယ်တစ်လုံးကိုကြည့်ကြည့်ရအောင်နောက်တစ်လုံးကကြတော့ book ပဲဖြစ်ပါတယ် book ဆိုတာဟာစာအုပ်ကိုပြောတာပါ example ကကြတော့ this is a book ဒါကစာအုပ်တစ်အုပ်ဖြစ်ပါတယ် this is a book နောက်ထပ်တစ်လုံးကကြတော့သူကphone ပဲဖြစ်ပါတယ် phone example အနေနဲ့ my phone is new ကိုယ့်ရဲ့ဖုန်းကအသစ်လေးဖြစ်နေတယ်ငါရဲ့ဖုန်းကအသစ်တာငါဖုန်းကအသစ်နေတာပေါ့ကိုကစောင့်ဝယ်ထားခါစားမို့လို့သူကအသစ်နေတယ်ဆိုရင် my phone is new လို့ပြောလို့ရပါတယ်ကိုယ့်ရဲ့ဖုန်းကမသစ်နေဘူးဟောင်းနေတယ်ဆိုရင်တော့ my phone is old လို့ပြောလို့ရပါတယ်အလုံးကကြတော့ bag လွယ်အိတ်ကိုပြောတာပါ bag example အနေနဲ့ကြတော့ the bag is heavy ဆိုတာလေးတာကိုပြောတာပါလေးလံနေတယ်ဆိုရင်ကိုကစာအုပ်တယ်အများကြီးထည့်ထားလို့ကိုရဲ့လွယ်အိတ်ကရန်ဒီမှာလေးနေဆိုရင် the bag is heavy လို့ပြောလို့ရပါတယ် heavy ဆိုတာလေးတာကိုပြောတာပါ bag ဆိုတာလွယ်အိတ်ကိုပြောတာပါဘယ်လိုอ่ะကြတော့ teacher အားလုံးနဲ့ရင်းနှီးနေကြ teacher ဖြစ်ပါတယ်ဒါဆရာမကိုပြောတာပါ example အနေနဲ့ကြတော့ she is a teacher သူမကဆရာမတစ်ယောက်ဖြစ်ပါတယ်ပြီးတော့သူကပြောချင်တယ်ဆိုရင်တော့ he is a teacher လို့ပြောလို့ရပါတယ်ပြီးတော့တစ်ယောက်ကိုကနာမည်နဲ့ပြောချင်နေတယ်ဆိုရင်တော့အမှဆိုရင်နာမည်ကိုထည့်လိုက်ပြီးတော့ is a teacher လို့ပြောလို့ရပါတယ် number 6အနေနဲ့ကြတော့ student teacher ပြီးတော့ student ဆိုတာကကျောင်းသားကျောင်းသူကိုပြောတာပါ students example အနေနဲ့ကိုကကျောင်းသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ I am a student number 9ကကြတော့ house ဖြစ်ပါတယ် example အနေနဲ့ my house is small house လို့တန်ထွက်ပါတယ်အိမ်ကိုပြောတာပါငါရဲ့အိမ်ကငင်းနေတယ် my house is small ကိုကအိမ်ကြီးရှိတယ်ဆိုရင်တော့ my house is big လို့ပြောလို့ရပါတယ်ဘယ်ရှိကကြတော့ school ဖြစ်ပါတယ် school က I go to school ငါကျောင်းကိုသွားတယ် I go to school ဖြစ်ပါတယ်ကျောင်းကိုပြောတာပါဘယ်နိုင်ကကြတော့ water ဖြစ်ပါတယ် water ကိုပြောတာပါ I drink water ငါရေတောက်ပါတယ် I drink water ပြီးတော့ number 10က food the food is good အဲ့မှာအစားအစာတွေကကောင်းတယ်အစားအစာတွေကိုကြတော့ food လို့ခေါ်တယ်ရေကိုကြတော့ water လို့ခေါ်ပါတယ် water food လို့ပြောလိုက်တာနဲ့အစားအစာတွေအားလုံးက food အားလုံးပါပဲ10 common noun ကိုသိပြီးထင်ပါတယ်เนาะ10 common noun ကိုသိနေကြ noun ကိုပဲကိုသိနေကြ noun တွေနဲ့ verb တွေပြီးတော့ subject တွေနဲ့စီလိုက်ပြီးတော့ကိုကဘာလုပ်လို့ရလဲဆိုရင် sentence တစ်ကြောင်းလေးလုပ်လို့ရပါတယ်အဲ့ဒါဆိုရင်ကိုရဲ့အဲ့ဒီ sentence တွေကိုကိုကပြောကြည့်မယ်ပြီးတော့ရေးကြည့်မယ်ဆိုရင်ကိုရဲ့ English skill ကတိုးတက်လာမှာပဲဖြစ်ပါတယ် and this is the end for 10 common nouns and thank you for watching and don't forget to follow Twistary Corner on all social media platforms and next videos we will learn about singulars and plural now singular ဘာကိုပြောတာလဲ
tour ဘာကိုပြောတာလဲဒါကိုနောက်ဗီဒီယိုမှာတူလေ့လာကြရအောင် and bye bye and see you in next video